နတ်မြတ်တို့ရဲ့စောင့်ရှောက်မှုနတ်ကောင်နတ်မြတ်တွေကဘယ်လိုလူမျိုးတွေကိုစောင့်ရှောက်တတ်တယ်လဲဆိုတာသိပြီလားပထမဆုံးကတော့မိမိနဲ့ရှေးရေးဆက်ပဋ္ဌာန်းဆက်ရှိခဲ့ဘူးသူတွေနဲ့မိမိအပေါ်မှာကျေးဇူးရှိဘူးသူတွေကိုနတ်တွေကမမေ့မလျော့စောင့်ရှောက်တတ်ကြပါတယ်တီလာရှိသူနဲ့ဘေးကန်းသူဒါအပြင်ငါးပါးတီလာလုံးချုံသူတွေမိဘကိုလှုပ်ကြွေးပြုစုနေသူတွေကိုလည်းနတ်တွေကအမြဲကြည့်ရှုနေတတ်ပါတယ်ထူးခြားတာကနတ်တွေဟာလူအချင်းချင်းပေးကမ်းတာကိုပိုသဘောကျတယ်ဆိုပဲအထူးသဖြင့်စင်ရဲနွမ်းဖားသူတွေနဲ့မချမ်းမာသူတွေကိုကူညီတတ်သူတွေကိုဆိုရင်ပိုပြီးတော့တောင်စောင့်ရှောက်ခြင်းကြတာပါတရားမင်းနဲ့သာသနာဆောင်နဲ့သာသနာအကျိုးဘာသာအကျိုးကိုတကယ်လှုပ်ဆောင်သူတွေကိုတော့တာဝရင်သားကတရားမင်းကြီးမာခနဲ့သာသနာဆောင်နတ်မင်းကြီးတွေကအထူးတလဲစောင့်ရှောက်ကြပါတယ်ဒါဟာမြတ်စွာဘုရားရှင်ကိုပေးခဲ့တဲ့ဂတိတော်အတိုင်းတည်းဖြစ်ပါတယ်ဝိစာတွေနဲ့တတိထားရရန်အချက်ဝိစာတွေကတော့သူတို့ရဲ့တပီးဟောင်းတွေနဲ့ဝိစာအကျင့်ကိုဝီရိယစိုက်ပြီးကျင့်ကြံနေသူတွေကိုစောင့်ရှောက်တတ်ကြပါတယ်ဒါပေမဲ့တတိထားရမှာကအသားငါးအလွန်အကျွံစားသုံးသူတွေဆိုရင်တော့နတ်တွေကအနတ်မခံနိုင်တော့ယူဇနာတရားအကွာကနေပဲကြီးစုနိုင်ပါတယ်လေဒါကြောင့်နတ်မြတ်တို့ရဲ့စောင့်ရှောက်မှုကိုရချင်ရင်တော့တီလာမြဲပြီးဘေးခံကူညီတတ်တဲ့သူဖြစ်အောင်ကြိုးစားကြရအောင်ဗျာ